Hi အားလုံးပဲမင်္ဂလာပါဝီဒီနေ့ပြပေးမယ့်အထည်လေးကကြတော့အဆန်းတစိမ့်1 set လေးဖြစ်ပါတယ်ထုတ်တဲ့ကုမ္ပဏီကတော့ MAD ကုမ္ပဏီကထုတ်တာဖြစ်ပါတယ်ရှင်အခုဒီဗီဒီယိုဖိုင်လေးမှာဆိုရင်ဝီကဆန်းတစိမ့်ကလေးကို2မျိုးလာတဲ့အတွက်ကြောင့်မလို့2မျိုးပုံစံ2မျိုးလာတာဖြစ်တယ်သူကတကယ်တော့ပုံစံ2မျိုးမကဘူးเนาะ3မျိုး4မျိုးလောက်လာတယ်ဒါပေမဲ့ပြီးဒီဗီဒီယိုဖိုင်မှာပြပေးမှာကကြတော့2မျိုးကိုပြပေးသွားမှာဖြစ်ပါတယ်အခုဒီပုံစံလေးထဲမှာပြထားတာကကြတော့1+2အစလေးဖြစ်ပါတယ်ဆန်း1 set ကိုမှသူက3မီတာတစ်ဆက်ထဲ1 set မဟုတ်ဘဲနဲ့1+2အစပေါ့နော်1+2ကိုမှသူကအင်ကြီးအတွက်ကကြတော့သူကအကွက်ကျဲပေါ့နော်အစင်ကျဲလာပြီးလုံကြီးမှာကျတော့အကွက်စိတ်လာတယ်သူက opposite လို့ပြောလို့ရတယ်ပြီးတော့သူ့ရဲ့အောင်နာအမိတ်ကကျတော့အကုန်တူတူပဲလုံကြီးမှာရောအင်ကြီးမှာရောအကုန်တူတူမျိုးလာတယ်လုံကြီးအတွက်ကကျတော့နှစ်ခိုက်စအင်ကြီးအတွက်ကကျတော့အနံကြီးတစ်ခိုက်လုံကြီးအနံကြီးနှစ်ခိုက်စနဲ့1+2အစနဲ့လာတဲ့ပထမတစ်မျိုးဖြစ်ပါတယ်သူကအစင်ဆုံးရောင်ဆုံးဆိုရင်ဒစည်းမှာ18ထဲဒစည်းကိုအစင်ဆုံးရောင်ဆုံးနဲ့လာတာဖြစ်ပါတယ်ရှင်ဆန်း1 set တွေအဓိကကျတော့20ဒစည်းတဲ့18ထဲဒစည်းတွေလာတာများပါတယ်ရှင်အစင်အယောင်လေးတွေကကြတော့လေတမျိုးလေးတွေလှတယ်သူကတော့သူ့ရဲ့အစင်ကိုဘယ်လိုခိုင်းနိုင်ပြီးပြောရမလဲဆိုရင်တော့မီးရင်စင်ပေါ့နော်တမှုတဲ့ထဲမှာဆိုရင်တော့မီးရင်နှလုံးတို့ဘာလို့ဆိုတာမီးရင်စင်ဆိုရင်လူတီများတယ်လှဲပိန်မီးရင်ဆိုတာလူတီများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့မီးရင်စင်လို့ပြောပါတယ်ဟိုရင်တော့ထုတ်တဲ့မီးရင်စင်လို့ပုံစံမျိုးအခုနောက်ပိုင်းထုတ်တဲ့မီးရင်စင်လို့ပုံစံမျိုးအစင်ကြီးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့မျက်စိထဲမှာမြင်အောင်လို့ပေါ့နော်ဝီပြောပြတာဖြစ်ပါတယ်မီးရင်စင်လို့ပြောတာဖြစ်ပါတယ်ရှင်ဒါမဲ့တစ်စိတ်ကကြတော့ဆန်တစိမ့်เนาะထုတ်တဲ့ကုမ္ပဏီတူ MAD ကုမ္ပဏီကထုတ်တယ်ဒါကပထမတစ်မျိုးနောက်ထပ်ဗီဒီယိုဖိုင်မှာဗီဒီယိုဖိုင်ရဲ့အလဲလောက်မှာဆိုရင်နောက်ထပ်ဆန်တစိမ့်တစ်မျိုးလာမှာဖြစ်ပါတယ်အစင်လေးတွေကအရန်လာတယ်အသားတော့လုံးဝ special ကောင်းတယ်100%ခြေသားစစ်စစ်မို့လို့လုံးဝစိတ်ချလို့ရပါတယ်ရှင်တမူးခြေသားစစ်စစ်အိန္ဒိယကနေလာတယ်ပကင်ချိုးတွေမှာဆိုလို့ရှိရင်လည်းချန်တိုင်းအိန္ဒိယဆိုတဲ့စာသားတွေပါတယ်ပကင်ချိုးတွေနဲ့လာပါတယ်ရှင် MAD ကုမ္ပဏီကထုတ်တာပါရှင်ဝိရလက်လီတစ်ထဲတော့3200ရောင်းပါတယ်ပြန်ရောင်းဖို့ပဲဖြစ်ဖြစ်တငယ်ချင်းတွေစုပြီးတော့ဝစ်ဖို့ပဲဖြစ်ဖြစ်ဝယ်မယ်ဆိုရင်900ကနေစရတယ်လက်လီတစ်ထဲချင်းစီလဲဝီရောင်းပေးပါတယ်ကိုယ့်ရဲ့တနိုင်တစ်ပိုင်းနှစ်ထည်ပဲလိုချင်တယ်ပဲဖြစ်ဖြစ်သုံးထည်ပဲလိုချင်တယ်ပဲဖြစ်ဖြစ်ဆိုရင်လဲဝီကလက်လီဈေးနဲ့လက်ကား9တဲ့ဈေးရဲ့ကြားထဲကချပြီးတော့ဈေးနှုန်းဟိုချချပြီးတော့လဲရောင်းပေးတာမျိုးရှိပါတယ်သုံးထည်ယူပြီးတော့9တဲ့ဈေးမရလို့လဲစိတ်စိတ်အခက်မသိဖြစ်เสียရလဲမလိုဘူးเนาะဥပမာဝီက3200ရောင်းပြီးတော့9တဲ့ဈေးကိုဝီက2900ရောင်းနေဆိုရှင်3တယ်ယူရဆိုရှင်ဝီ2900ပဲယူပါတယ်เนาะအဓိကကကြတော့တနိုင်တစ်ပိုင်းဝတ်တဲ့သူတွေအတွက်ကိုလည်းအဆင်ပြေအောင်လို့ဝီစီစဉ်ပေးထားတာဖြစ်ပါတယ်။ကဲနောက်ထပ်ဒီဇိုင်းတစ်မျိုးလေးလာပြီနော်။သူကကြတော့3မီတာတစ်ဆက်တဲ့1 set ဖြစ်ပါတယ်။3မီတာတစ်ဆက်တဲ့ကိုသူကအောင်နာမိတ်ကဒူနာမိတ်အထိလည်းမရောက်ဘူး။အောင်နာမိတ်လည်းအရင်မသေးဘူးအလဲအလက်လိုပုံစံမျိုးအမိတ်လေးနဲ့လာပါတယ်။3မီတာတစ်ဆက်တဲ့1 set ဖြစ်တဲ့အတွက်ကြောင့်မို့လို့1+2အစကိုမကြိုက်ဘူးဆိုရင်3မီတာတစ်ဆက်တဲ့1 set ကလည်းရွေးချယ်ရမယ်။ထဲမှာပါတယ်။အသားကကြတော့စန်တစိတ်ကထုတ်တာဖြစ်တယ်။ MAD ကခုမှပြောမယ်ဆိုရင် MAD ပစ္စည်းတွေတော်တော်များခုနောက်ပိုင်း quality ကိုတော်တော်လေးကောင်းအောင်ထုတ်တဲ့အတွက်ကြောင့်မလို့ quality ဘိုင်းမှာတော့အရင်ညှို့ပေးစရာမလိုဘူးပြီးတော့သူကလက်ရေးပကြီးလက်ရေးတစ်ထည်ချင်းစီလက်ရေးလက်နဲ့စီးချထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရေးတမှုတွေဖြစ်ပါတယ်ရှင် handmade တွေပေါ့နော် handmade ကြိုက်တဲ့သူတွေဆိုလို့ရှင်တော့ဒါကရွေးချယ်ဝယ်ယူရတဲ့အထဲမှာဆိုလို့ရှင်တော့ရွေးကိုရွေးရမယ့်အထဲမှာပါတဲ့စိတ်ပေါ့နော် quality တက်ကောင်းတဲ့အသားကလည်းခြိသားစစ်စစ်ဖြစ်ပြီးတော့အရန်အေးတွေပေါ့နော်နွေရာသီအတွက်လို့ကိုဆိုလို့ရှိရင်တော့တမှုတွေကတော့အရန်ညှို့ပေးစရာမလိုပါဘူး100%ကြည်သားစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တမူးတွေစစ်စစ်လည်းဖြစ်တယ်ဆိုလို့ရှိရင်ဝီစီမှာတမူးတွေစစ်စစ်တွေကိုဝယ်ယူအားပေးလို့ရပါပြီเนาะအခုဝီဒီပုံလေးတွေမှာပါတဲ့ဝီတမူးတွေအောက်မှာဖုန်းနံပါတ်9590 3616ကဝီရဘိုင်ဘာသုံးပါတယ်ဘိုင်ဘာမှာလည်းလာပြီးတော့ဝီကိုမှာယူဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒီတမူးတွေလေးနဲ့ပတ်သက်ပြီးတော့လက်လီရောလက်ကားရောပြန်ရောက်မယ်ခုမှဆိုင်ဖွင့်နေဆိုတဲ့သူတွေအတွက်ကိုလည်းဝီစီမှာတမူးတွေစစ်တယ်ဆိုတော့ပုံစံမျိုးနဲ့တမှုတဲ့စစ်စစ်ကိုရောင်းတယ်ဆိုတဲ့အာမခံချက်100%အာမခံချက်ရတဲ့သူစီမှာဝယ်ပြီးတော့ကိုယ့်ရဲ့ဆိုင်ရဲ့ image ကိုလည်းမြင့်တင်လို့ရပါတယ်เนาะတမှုတွေကိုဆိုင်မှာတင်ပြီးရောင်းကျင်တယ်တမှုတွေနဲ့ပတ်သက်ပြီးဘာမှနားမလည်ဘူးတမှုတွေကဘလို့ရှိရဲဆိုတာသိကျင်တယ်ဆိုရင်လည်းဝီရဲ့ Viber နံပါတ်ဒါမှမဟုတ်လို့ရှိရင်လည်းဝီရဲ့ page ပေါ့နော် page ကိုတော့ဝီကဒီဘက် description မှာတော့ရေးထားပေးမယ်ပေါ့နော် link လေးပေးထားပေးမယ်အဲ့ဒီမှာလည်းလာပြီးတော့ဝီကိုအသေးစိတ်တမှုတွေနဲ့ပတ်သက်ပြီးတော့ဝီကိုအာမနာတန်းမေးလို့ရတယ်เนาะပြီးတော့ဘလို့မျိုးတမှုတွေဆိုရင်ဘလို့မျိုးဖြစ်တယ်ဘလို့ပုံစံမျိုးတွေလာတယ်ဘလို့တစိမ့်တွေအဓိကလာတယ်မသိတာတွေမှန်တယ်ဝေးစီမှာလာပြီးတော့အကြံဉာဏ်ယူလို့ရတယ်မေးလို့ရတယ်ကိုယ်ဆိုင်မှာဘာပစ္စည်းတွေတင်နိုင်တယ်ကိုယ့်ဘဝဝင်ကျင်မှာဒီတမှုနဲ့ပတ်သက်ပြီးတော့ဘလို့ဒီဇိုင်းမျိုးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ဘလို့တစိမ့်မျိုးရောင်းတဲ့လဲဘလို့တစိမ့်တွေကိုအဓိကထားပြီးတော့တင်တဲ့လဲဆိုတာတွေကိုလည်းဝီစီမှာအကြံဉာဏ်လေး free ယူလို့ရတယ်เนาะ
တမူးနယ်နဲ့ပတ်သက်ပြီးတော့ဂျင်းမမီအောင်ပြီးတော့တမူးနယ်နဲ့ပတ်သက်ပြီးတော့အတုတွေရောင်းပြီးလို့နာမည်ပြတ်တာတွေမဖြစ်အောင်ဆိုလို့ရှိရင်တော့တမူးတွေကိုတီးတန့်ရောင်းတဲ့သူတွေစီမှာဝီစီမှာမဟုတ်ဘူးတမူးတွေကိုလုံးဝအာမခံတဲ့ရောင်းတဲ့သူတွေစီမှာကိုယ်တိုင် online ပေါ်မှာရှာပြီးတော့ဝယ်ယူတဲ့နဲ့ဘာလို့ဆိုကိုယ်ဆိုင်နာမည်ရဖို့အတွက်ပေါ့နော်အတုတွေယူရောင်းပြီးတော့မှဈေးတော့ပေါ်တယ်ဒါပေမဲ့ဝယ်ပြီးတဲ့အခါကျတော့နောက်လာမွယ်တော့ဆိုရင်ကိုယ်ပဲဆုံးရှုံးနေတာတယ်ကိုယ့်ရဲ့ယုံကြည်မှုထိခိုက်တယ်ပေါ့နော်page တွေပါဆိုလို့ရှိရင်လည်းအဆုံးထိလိုက်ပြီးကြည့်လို့ရတယ်အတုတွေတစ်ခါလေး page မှာတင်နေဆိုလို့ရှိရင်တကယ်တမှုတဲ့အစစ်ရောင်းတဲ့သူတွေကအတုကိုလေ line ပေါ်မပြောနဲ့ post လေးတစ်ခုတင်ဖို့တော့ကြောက်တယ်ဘာလို့ဆိုလို့ရှိရင်အကုန်လုံးကနာမည်ပြတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရောပြီးတင်တဲ့ page ဆိုလို့ရှိရင်အတုစစ်ရောပြီးတော့ရောင်းတဲ့ page တွေလည်းရှိရအကုန်လုံးကိုသတိထားဖို့ဝီပြောတာဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်လည်းဝီကတမှုတဲ့တစိမ့်အစမ်းလေးတွေကိုတင်ပေးတော့မှာဖြစ်ပါတယ်เนาะဒါလေးကကျတော့စမ်းတစိမ့် one set ဖြစ်ပါတယ်18တဲ့တစည်းပါတဲ့အစီးတွေကိုဝီရိုက်ပြတာဖြစ်ပါတယ်ဒါက customer တယောက်ရဲ့ order လေးပါဒါလေးကိုစုပြီးရိုက်ထားတာဖြစ်ပါတယ်ရှင်